မင်္ဂလာပါ Affordless Empire မှာကြိုဆိုပါရစေ။ကျမတို့ရဲ့ဒီလာမဲ့ Unlocking Opportunity Workshop နဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်။ဒီ workshop လေးကိုဖွင့်ပေးရတဲ့အကြောင်းရင်းကတော့ကိုကအကြောင်းပြပေမဲ့ကိုလိုချင်တဲ့အလုပ်ကိုမရသေးတာမျိုးကိုရဲ့ career မှာ step ဖြစ်နေတယ်လို့ခံစားနေရတာမျိုးကိုဘာလုပ်အောင်လဲမသိဘဲနဲ့လမ်းပြောင်းနေတာမျိုးကိုဗစ်ကနေပြောက်ပြီးတော့အခွင့်အရေးတွေကိုဆုံးရှုံးလိုက်ရတဲ့လူတွေဆုံးရှုံးနေရတယ်လို့ခံစားနေရတဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့ဖွင့်ပေးရခြင်းဖြစ်ပါတယ်။ဟုတ်ပါတယ်တစ်ဖက်မှာလည်း professional တွေကသူတို့ရဲ့ career path တွေနဲ့ပတ်သက်ပြီးတော့ unclear ဖြစ်တာ stack ဖြစ်နေတာကိုလည်းကျွန်တော်တို့တွေ့ရတယ်။ဒါအပြင်ကိုယုံကြည်မှုအားနည်းခြင်းတွေဒါအပြင်သူတို့ရဲ့ဒီတင့်တော်တဲ့ networking လုံလောက်မှုမရှိခြင်းတွေပြီးတော့ဒီ work life balance ဟန်ချက်ညီမျှခြင်းတွေကိုကျွန်တော်တို့အများဆုံးတွေ့ရပါတယ်ဗျ။ဒါတွေကိုပြောင်းလဲပေးနိုင်တာကတော့ opportunity ကောင်းတစ်ခုနဲ့ direction မှန်တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့် Unlocking Opportunity Workshop ကိုတက်ချင်းအပြင်ရရှိနိုင်မဲ့ benefits တွေကကိုယ့်ရဲ့ career ကိုဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းသိလာမယ်။ကိုယ့်ရဲ့ limiting belief တားဆီးနေတဲ့အတွေးခေါ်တွေကိုကျော်ဖြတ်နိုင်မယ်။ motivation, confidence နဲ့ positive energy တွေကိုလည်းပြန်လည်တိုးတက်အောင်လုပ်ဆောင်နိုင်ပါမယ်။ဒါအပြင် workshop တက်ရောက်နေတဲ့သူတွေအတူတကွ team activities တွေ have fun activities တွေပြီးတော့ဒီ practical exercise တွေပါပြုလုပ်မှာဖြစ်ပါတယ်။ကိုယ့်ရဲ့ career နဲ့ business အခက်အခဲတွေကိုလည်းဒီဆက်ဝင်တရားနဲ့အတူတူဒါရိုက်ဆွေးနွေးနိုင်မယ်။ယူမန်ချက်တူတွေအတူစုဝေးပြီးတော့ခွင့်လန်းတဲ့တွေဖန်တီးနိုင်မှာဖြစ်ပါတယ်။ဒီလို benefits တွေရှိတာမို့လို့အခုလာမယ့် August လ 1 ရက်နေ့မှာဖွင့်လှစ်မဲ့ Unlocking Opportunity Workshop ကိုတက်ရောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်။ဟုတ်ပါတယ်အခုဆိုရင်လည်း early bird promotion ရှိတာဖြစ်တဲ့အတွက်ကြောင့်1222ဘတ်ကနေ333ဘတ်ထဲသာစတင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Unlocking Opportunity Workshop ကိုအမြဲဆုံး register လုပ်လိုက်တော့နော်။ Bye bye